อาหารအရင်စီးတဲ့အစိမ်းကြော်နဲ့စားမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ထုံးစံအတိုင်းထည့်မယ်နော်ပြီးရတိတ်မဆက်တော့ကျွန်တော်ငရေဒီမိုနည်းနည်းလေးထည့်မှာဖြစ်ပါတယ်ခင်ဗျာโอเคရပြီစင်းကြော်လာခလေးရလူကြီးကြမ်းမိုင်လိုက်စားကြအလုံးမဲ့စားလို့ရပါခင်ဗျာသူကကြမ်းမိုင်နဲ့လည်းညီညွတ်တယ်ဆိုရယ်